လေးမျက်နှာမျိုးရေးပေးအတွက်အောင်စပူရဲ့မိသားစုလေးတွေကခက်ခဲတဲ့နေရာတွေထိသွားပြီးအလူအတန်းတွေပြုလုပ်ခဲ့တဲ့အမြင်ကွင်းပရိသတ်ကြီးရဲ့လေးမျက်နှာမျိုးရဲ့ရေကားတာပြိုကျမှုကအခုဆိုရင်တော့မိုးစက်တက်ရွာနေတဲ့အတွက်ရေအလုံးရင်းနဲ့ကိုတားဆီးမရနိုင်ပါဘူး။အောင်စပူရဲ့မိသားစုပရိသတ်တွေကလည်းသူတို့မင်းသားလေးနဲ့အတူတူငွေသားတွေလှူဒန်းပြီးတော့ခက်ခဲတဲ့နေရာတွေထိသွားပြီးရေတံဘူးတွေထမင်းတုပ်တွေနဲ့ကိုရိုင်းကိုကြားသွားရောက်လှူဒန်းခဲ့တာဖြစ်ပါတယ်နော်။အောင်စပူမိသားစုတွေကအခုလိုမျိုးမင်းသားလေးအတွက်အလူအတန်းအတူတူပြုလုပ်ပြီးတော့မင်းသားလေးရဲ့အနုပညာအလုပ်တွေနဲ့ပရိုက်တာတွေအထိပါကူညီပေးခဲ့ကြပါတယ်။ရေဘေးမှာအောင်စပူးမလူဘူးဆိုတဲ့သူတွေကြည့်ထားကြပါနော်။သူတို့မိသားစုတွေအတွက်ဘယ်နေရာမှာမှမလင်ဟင်းရအောင်ကိုရိုင်းကပွဲရက်တွေဇက်တိုက်ကနေရတောင်မရရအောင်ရေဘေးအတွက်အလှူပြုပေးခဲ့တာဖြစ်ပါတယ်။အလှူရှင်တွေမလာနိုင်သေးတဲ့လူအယောက်ပေါက်နေတဲ့လေးမျက်နှာမျိုးရဲ့နေရာတွေကိုမိသားစုတွေစေလွတ်ပြီးတော့တွားရောက်လှူဒန်းပေးခဲ့တာဖြစ်ပါတယ်နော်။ရေဘေးမှာအဓိကဖြစ်တဲ့ရေတန်းနဲ့ထမင်းတုပ်တွေအချောက်အချမ်းတွေကိုလှူပေးခဲ့ပြီးတော့တက်နိုင်တဲ့လောက်လေးကူညီပေးခဲ့ကြခြင်းဖြင့်အောင်စပူနဲ့သူ့ရဲ့ပရိသတ်မိသားစုတွေအပေါ်မှာတာတို့ခေါ်ဆိုလိုက်ရပါတယ်နော်။အောင်စပူရဲ့မန္တလေးအောင်ပင်လယ်ပွဲကြီးကလည်းမကြခင်အသက်ဝင်လာတော့မှမလို့မိုးလေကင်းလွတ်ပြီးတော့အောင်မြင်စွာနဲ့ကျင်းပနိုင်ပါစေလို့ဆုတောင်းပေးလိုက်ပါတယ်ရှင်။ဒီတော့ပရိသတ်ကြီးရဲ့အောင်စပူနဲ့သူ့ရဲ့မိသားစုပရိသတ်တွေရဲ့ရေဘေးလူပေါ်မှာမှတ်ချက်လေးတွေပြောပေးရင်းနဲ့အောင်ပင်လယ်ပွဲကြီးကိုကြည့်ပြီးတော့ပွဲဥထွက်အထင်ကောမရှိအောင်ဆုတောင်းပေးလိုက်ကြရအောင်ပါရှင်။